ပုံ3ပေ6ပေစပွဲလေးပေါ့နော်ဘဲဥပုံ3ပေ6ပေစပွဲလေးနဲ့ထိုင်ကုန်6လုံးခေါ်တာလေးပါရှင်မြင်ပြပွဲလေးပေါ့နော်ဟိုဘက်ကတော့အမဲပေါ့နော်အညိုပေါ့နော်သူကကောပတ်တွေတိုက်ထားတာပေါ့နော်ဒါကတော့ဖိုင်နယ်မဖြစ်သေးဘူးပေါ့နော်ဒါလေးကဒီအညိုလေးကတော့ဖိုင်နယ်မဖြစ်သေးဘူးချထားတာပေါ့နော်ဒီကောပတ်တိုက်ထားတာလေးပါဒါလေးကတော့3ပေ6ပေစပွဲလေးဖြစ်ပါတယ်ဘဲဥပုံလေးလုပ်ပေးထားတာပါရှင်6ရောက်ထိုင်လေးပေါ့နော်ပစ္စည်းတွေကတော့မမေမှာအသိမရှိပါဘူးเนาะမင်းတို့ကအလုပ်ရုံမှာရိုက်မလို့ပစ္စည်းတွေကတော့အသိမရှိပါဘူးရှင်အော်ရာကျိုးအမှရတာပါအခုကတော့ခုချိန်မှအပ်မယ်ဆိုရင်เนาะအော်ရာကတော့တကြံပြီးမှရတော့မှာရှင်တကြံပြီးရေးလေးတွေရှိနေလို့ပါမမေကတော့တောင်တကုံ140ရက်ကွယ်300လမ်းဆုံးပါရှင်မင်းရအလုပ်ရုံကရာဘာပေါင်းသားနဲ့လောက်ထားလေးဖြစ်ပါတယ်ဈေးနှုန်းလေးတွေကတော့အတိအကျရှိတာမို့လို့မမေကဈေးနှုန်းလေးတော့ထည့်မပြောထားဘူးရှင်ဈေးနှုန်းလေးတွေကတော့သူကပစ္စည်းတွေဈေးတွေကတက်နေတဲ့ခါကျတော့ဒီအပြောင်းလဲလေးတွေ